အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နေရောင်ကြီးတောင်အောက်ခြေထိမပေါက်နိုင်လောက်အောင်ထူထပ်ပိတ်ဆို့နေတဲ့ပဲခူးရိုးမတောနက်ကြီးအကြောင်းသင်တို့ကြားမှုကြမှာပါဒီတောကြီးထဲမှာရှားပါတော်ရန်တိရစ္ဆာန်တွေရှိသလိုမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေလည်းအများကြီးကင်းအောင်နေပါတယ်အထူးသဖြင့်တောထဲမှာကိုယ်နာမည်ကိုရင်းနီးနီးလာခေါ်တတ်တဲ့လှမ်းခေါ်တန်တွေဟာအဆိုးဝါးဆုံးပါပဲဒီနေ့မှာတော့ပဲခူးရိုးမတောတွေကအသေးရားစရာလှမ်းခေါ်တန်တွေအကြောင်းနဲ့အသက်ကိုဗရဏမထားပဲတရားအားထုတ်ကြတဲ့ဒေါရဆရာတော်ဘုရားကြီးတွေရဲ့ဖြစ်ရမှန်အတွေ့အကြုံတွေကိုပြောပြပေးသွားပါမယ်တောလိုက်မို့ဆိုတွေတိတ်ခုတ်သမားတွေကြားမှာအတိဆုံးစီးကန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့တောနက်ထဲမှာဘသူကပဲကိုယ်နာမည်ကိုခေါ်လုံးဝမထူးလိုက်ဖို့ပါပဲနာနာဘာဝတွေတောဆောင်နဲ့ဘလူးတွေဟာလူတွေရဲ့အတန်ကိုအတုခိုးရမှာအရန်ကျွမ်းကျင်ပါတယ်တခါတည်းမှာကိုယ့်ရဲ့အမေကိုယ့်ရဲ့ဇနီးဒါမှမဟုတ်ကိုအရင်ရင်းနှီးတဲ့တငယ်ချင်းတွေရဲ့အတန်မျိုးနဲ့နောက်ကျောဘက်ကနေလှမ်းခေါ်တတ်ပါတယ်တကယ်လို့ရောင်မီးထိုးလိုက်မိရင်ဒါမှမဟုတ်အတန်လာရနောက်ကိုလိုက်သွားမိရင်ဖြစ်အဲ့ဒီလူဟာနေရာမှာတင်မျက်စိလေလမ်းမှာပြီးတောနက်ထဲကိုရောက်သွားတတ်ပါတယ်တချို့ဆိုရင်ယူသွတ်သွားတာဒါမှမဟုတ်တားရဲတရိษံတွေရဲ့အစာအဖြစ်အဆုံးသက်သွားတာမျိုးတွေအများကြီးရှိခဲ့ပူပါတယ်ဒါဟာနာနာဘဝတွေကသူတို့ရဲ့အစာအဖြစ်လူတွေကိုလှမ်းခေါ်ပြီးသွေးဆောင်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအန္တရာယ်များတဲ့ပဲခူးရိုးမတောတွေကိုတမင်ရွေးချယ်ပြီးတွားရောက်ကြတဲ့သူတွေလည်းရှိပါတယ်သူတို့ကတော့ဒုတင်ဆောင်ပြီးတရားအားထုတ်ကြတဲ့တောရဆရာတော်ကြီးတွေပါတောရဆောက်တည်တဲ့အခါနာနာဘဝတွေကသူတို့ရဲ့နေမြေတွေကိုဝင်လာတဲ့အတွက်နီးမျိုးစုံနဲ့စမ်းသက်6လန့်တက်ကြပါတယ်ဆရာတော်တွေတရားထိုင်နေတဲ့အချိန်မှာအေးရမကြားကြီးတွေအနားလာဟိန်းတာမျက်လုံးပြူအဆွေငုံငုံနဲ့ဘလူးကြီးတွေကိုထင်ပြတာမျိုးတွေရှိပါတယ်အဆိုးဆုံးကတော့ညဘက်မိမလှလေးတွေအသွင်ဖန်ဆင်းပြီးလာရောက်သွေးဆောင်တာငိုကြီးတန်တွေနဲ့ကဲတင်မှုအကူအညီတောင်းတာမျိုးတွေရှိပါတယ်ရဟန်းတစ်ပါးရဲ့တမာတိကိုပြက်ပြားအောင်အတန်တွေရုပ်အစင်းတွေနဲ့နီးမျိုးစုံအသုံးပြုကြတာပါဆရာတော်ကြီးတွေကတော့ဒီအာယုံတွေကိုလုံးဝမတုံ့လို့ပဲတတိတရားနဲ့သာမှတ်သားကြပါတယ်ကြောင်းလန်းစိတ်ဝင်သွားရင်ဖြစ်ဒါမှမဟုတ်တမာတိလွတ်သွားရင်ဖြစ်ယူသွတ်သွားနိုင်တဲ့အထိအနေရရှိပါတယ်တကယ်ဖြစ်ရမှန်တစ်ခုမှဆိုရင်ဆရာတော်တပါးတရားထိုင်နေစဉ်တညလုံးရွာပွဲတော်ကြီးလိုစူညံနေတဲ့အတန်တွေလာခေါ်တန်တွေကိုကြားရပေမဲ့မေတ္တာပို့ပြီးသားနေခဲ့ပါတယ်မနဲ့လင်းတဲ့အခါကျမှအဲ့ဒီနေရာဟာလူသူကင်းမဲ့နေတဲ့ရှီးဟောင်းတုတ်တန်ဟောင်းကြီးတစ်ခုဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်တောရဆရာတော်တွေဟာသူတို့ရဲ့တီလာနဲ့တမာတိမေတ္တာတရားကိုအခြေခံပြီးမှသာဒီလိုကြောင်းမဖွယ်အန္တရာယ်တွေကိုကျော်လွှားနိုင်ခဲ့တာပါပဲခူးရိုးမဆိုတာတစ်တော်တွေထူထပ်တယ်လို့မမြင်ရတဲ့လောကရဲ့လှုပ်ဝက်ချက်တွေလည်းအများကြီးကြံရှိနေသေးပါသင်တို့ရောတောထဲတောင်ထဲရောက်တဲ့အခါထူးဆန်းတဲ့အတန်တွေကြားခဲ့ဘူးလားကြားခဲ့ဘူးရင်ကောမန့်မှာဝေးမျှပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားကြကောင်းတဲ့မြမပရလောကပြည့်ရမှန်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲဘေးရန်တွေကင်းရှင်းကြပါစေဗျာ